Dr. Krisha Wood နဲ့ကျွန်တော်တယ်လီဖုန်းဆက်ပြီးတော့ကျွန်တော်မေးကြည့်တယ်ဒီငလျင်တိုင်းတာရေးတွေကိုလို့ဘာဖြစ်လို့ကြိုတင်သိအောင်လုတ်ပေးနိုင်ခြင်းမရှိရတာလဲဆိုတော့ Dr. Krisha Wood ကကျွန်တော်ကိုပြောတာအရင်ရှင်းပါတယ်မြေကြီးတဲကိုအပူချိန်တွေရောလှုပ်ရှားမှုတွေရောနော်ရွှေ့လျားပြောင်းရွှေ့မှုတွေရောအဲ့ဒါတွေကိုအာယုံခံစနစ်တွေကိုကဘာမှာငလျင်ဖြစ်တဲ့ဒေတာတွေကိုတိတိကျကျအ ਨੇ ဆုံးပေ1000 ပေ1000မိုင်း1000ပေါ့လေမိုင်း1000လောက်ထိကိုကဘာကြီးကိုထည့်သွင်းဖို့အတွက်အောက်မှာရှိနေတဲ့အပူချိန်တွေတိတ်တီးအားတွေညှက်အားတွေအဲ့ဒါကိုခံနိုင်ဖို့အတွက်မြေကြီးတဲ့ကိုထိုးထည့်သွင်းထားရမယ်စန်တာတွေအများကြီးလိုအပ်တယ်တဲ့အဲ့ဒါတွေကဘာကြီးကမလုပ်နိုင်သေးပါဘူးတဲ့သို့တော့အဲ့ဒီငလျင်ဖြစ်လာပြီးပြီဆိုရင်နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတဲ့ဟိုတိုင်းတာချက်တွေနဲ့ဟို research ပေါ့ဗျာသူတေသနလုပ်ထားတဲ့အချက်တွေတော့ရှိတယ်တဲ့โอเคဒါဆိုရင်ကျွန်တော်ကအခုဖြစ်တဲ့ဒီစကိုင်းငလျင်တို့ကပြောတော့စကိုင်းငလျင်ဘူချက်မကနေတို့ကစတိုင်းတာတာဆိုတော့တို့ကအခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါညီကိုမောင်နှမတွေကိုကျွန်တော်ဟိုပြောပြတာနော်တို့ပြောတာတော်တော်ကောင်းတယ်အဲ့ဒီငလျင်ကတဲ့ underground spider web sinking လို့ခေါ်တယ်တဲ့ underground spider web sinking မြေအောက်ပင်ကူအိမ်ကဲ့သို့ရေနဲ့ရွှွန့်နေဝင်လာတဲ့ငလျင်မျိုးဖြစ်သွားတယ်တဲ့ဟိုခင်ဗျားတို့အဲ့ဒီမှာဖြစ်နေတဲ့အခြေအနေကိုမိတ်ဆွေတို့ပဲသိမယ်နော်သူတို့ရှင်းပြတာအဲ့ဒီငလျင်ဖြစ်သွားပြီးရင်တဲ့နောက်ထပ်ရွေ့ရှားသွားတဲ့အခြေအနေပေါ်မှာတဲ့အတီတကြအစားထိုးဝင်ရောက်ပြီးတော့နောက်ကြောက်လွှာမြေစီလွှာတစ်ခုကစနစ်တကျအထိုင်မကျသေးဘဲနဲ့ရွေ့ရှားပြီးတော့ဖြည်းဖြည်းချင်းငြိမ်သွားအောင်လုပ်ရမယ့်အခြေအနေရှိနေရမယ့်အခြေအနေမျိုးကြောင့်နောက်ထပ်ငလျင်တွေဆက်ပေါ်ပါတယ်တဲ့ဒါတစ်နှစ်ချက်ကျွန်တော်ပြောချင်တာကအခုဝင်သွားတာကရွှွန့်စည်းနဲ့ရေတွေဖြစ်တဲ့အတွက်တဲ့အဲ့ဒီဒေတာမှာဆောက်ထားတဲ့တန်နော်အလေးချိန်တန်200ထက်ကျော်တဲ့အဆောက်အဦတွေအားလုံးဟာတဲ့မြေသားရဲ့စိုးစွမှုဒဏ်ကိုခံနိုင်မှာမဟုတ်ဘူးတဲ့ဥပမာကွန်ဒိုတို့လိုဟိုအဆင့်မြင့်တိုက်ကြီးတွေလိုလုံးချင်းအိမ်ကတော့တန်200မကျော်ဘူးဗျအဲ့ဒီလိုဆောက်ထားတဲ့အဆောက်အဦတွေဟာဟိုအချိန်မရွေးမြေကြီးအောက်ကိုနစ်ဝင်သွားနိုင်ပါတယ်တဲ့ကျွန်တော်ရှင်းပြပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့အဲ့လိုတစ်ခုနဲ့တစ်ခုရွေ့ရှားလိုက်တဲ့အချိန်မှာဗျာအဲ့ဒီတွေကိုရွှွန့်ကြီးနဲ့ရေတွေဝင်လာတဲ့အတွက်တဲ့အဲ့ဒီလိုစူစွတ်ပျော့ပြောင်းသွားတဲ့အတွက်တဲ့ at least 1 month or 6 months တွင်နေမှာတဲ့အဲ့ဒီမှာတန်200ထက်ကျော်တဲ့အဆောက်အဦတွေဟာနစ်ကြုံဆင်းသွားနိုင်ပါတယ်တဲ့ဒါကျွန်တော်ရတဲ့ message ကိုကျွန်တော်ပေးတာဒါငယ်ရှင်နဲ့ပတ်သက်လို့ကျွန်တော်ပြောပြတာဆိုတော့အခုမန်လေးတိုင်းကြီးနဲ့ဖြစ်နေတဲ့ဒေတာအားလုံးအကွဲနေတဲ့ပုံစံတွေကအရန်ဆွေးမှုကောင်းတယ်နောက်တစ်ခုသူထပ်ပြောတာကအဲ့လိုအကွဲပြီးတော့ပြိုကျနေတဲ့အချိန်မှာမိုးရွာလိုက်ရင်ပိုဆိုးပါတယ်တဲ့ at least 1 month အတွင်းထဲမှာတဲ့အဲ့အကွဲနေတဲ့မြေကြီးတွေအောက်မှာမြေလွှာထုကြီးတွေမပိတ်နိုင်သေးတဲ့အတွက်တဲ့ကျွန်တော်ကဒီ earthquake နဲ့ပတ်သက်လို့ကျွန်တော်ကပညာရှင်မဟုတ်ဘူးနော်ကျွန်တော်မေးမြန်းပြီးတော့ကျွန်တော်ပြောပြတာကောင်းကောင်းစီးချက်တုံတုံပိတ်သွားခြင်းမရှိသေးပါဘူးတဲ့မရှိသေးတဲ့အတွက်တဲ့သူပြောတာ counseling မရှိသေးဘူးပေါ့ဗျာ counseling မရှိသေးဘူးတဲ့ counseling မရှိသေးတဲ့အတွက်အဲ့ဒီအချိန်မှာမိုးရွာချလိုက်အောက်ကတိုးဝင်နေတဲ့ရွှွန့်နွန်နေရေတွေနဲ့အပေါ်ကရေတွေနဲ့ပေါင်းပြီးတော့ပုံမို့ပြီးတော့အောက်ခံမြေသားရိုက်ထားတဲ့ပိုင်နေစိုက်ထားတဲ့အင်္ဂလိပ်အုံမြစ်တွေကပျော့ပြီးတော့
အဆောက်အဦတွေပြိုဆင်းသွားနိုင်ပါတယ်တဲ့ဒါလက်ရှိဖြစ်ပေါ်လာမဲ့အခြေအနေအဲ့ဒါကြောင့်သူကကျွန်တော်ကိုအခုကျွန်တော်ပြောတဲ့ဟိုရင်းလေးကိုလည်းမှတ်ထားဗျာသူကပြောတာကမတ်လ28ရက်နေ့မှာမြန်မာနိုင်ငံမြေငလျင်လှုပ်ခဲ့တဲ့ဥစ္စာကတဲ့ဧပြီလ20ရက်နေ့ကနေပြီးတော့ဧပြီလ30ရက်နေ့အထိဘလောက်တည်ငြိမ်မလဲအထိကိုစောက်ဆိုင်တင်ပါတယ်တဲ့ပြင်တာပြုတ်တာလမ်းတွေအကွဲတာကိုအဲ့လောက်ကိုစောက်တင်ပါတယ်တဲ့ကျွန်တော်အဲ့လိုရှင်းပြတယ်အခုလမ်းတွေအကွဲနေတယ်သွားလို့မရဘူးဒါလည်းကျွန်တော်တွေ့ရတယ်ဗျာအဲ့လိုတွေ့ရတော့ကျွန်တော်သူ့ကိုဓာတ်ပုံတွေရောဗီဒီယိုတွေနဲ့ရောကျွန်တော်ဆွေးနွေးတယ်သူကဟာဝိုင်ဒီငတင်စင်တာဒရိုက်တာပါဆွေးနွေးတော့ तू ကတလလောက်အဲ့ဒါဒီအားလုံးစောက်ကြည့်တင်တယ်တဲ့စောက်ကြည့်တင်ပြီးတော့မှပြင်ဆင်တာပြုတာတွေနောက်မို့ဆိုတစ်ခါပြင်ရတာတွေသုံးခါပြင်ရတာတွေပြင်လို့မရတာတွေဖြစ်သွားနိုင်တယ်တဲ့ तू ကအကြံပေးတာပါဒါလက်ရှိဖြစ်နေတဲ့အခြေအနေ